အားလုံးပဲမင်္ဂလာပါဒေါက်တာကောင်း YouTube Channel မှာပြန်လည်ကြိုဆိုပါရစေကျွန်တော်တို့ Channel မှာဒီနေ့မိဘပြည်သူတွေကြားထဲမှာလူသုံးများဆုံးပိုးသက်ဆေးတစ်ခုဖြစ်တဲ့အမောက်ဆစ်စလင်ဆိုတဲ့ antibiotic အကြောင်းကိုကျွန်တော်တို့တင်ဆက်သွားမှာဖြစ်ပါတယ်ကြည့်လိုက်ရအောင်နော်ဟုတ်ကဲ့ပါဒီဗီဒီယိုမှာကျွန်တော်တို့အမောက်ဆစ်စလင်နဲ့ပတ်သက်ပြီးအမောက်ဆစ်စလင်ဆိုတဲ့ဆေးကဘာလဲအမောက်ဆစ်စလင်ဆေးကိုဘယ်လိုတောက်ရမလဲအကယ်၍ဆေးတောက်ဖို့မေ့သွားခဲ့ရင်ဘယ်လိုလုပ်ရမလဲအမောက်ဆစ်စလင်ကြောင့်ဖြစ်စေနိုင်တဲ့ဘေးထွက်ဆိုးကျိုးတွေကဘာတွေရှိလဲအကယ်၍သင်ကကိုဝင်ဆောင်နိုးတိုက်မိခင်ဖြစ်တယ်ဆိုရင်အမောက်ဆစ်စလင်တောက်လို့ရပါလားဒါအပြင်အမောက်ဆစ်စလင်နဲ့တခြားဆေးတွေတွဲတောက်ရင်ရောအဆင်ပြေနိုင်မလားဆိုတဲ့အကြောင်းအရာတွေအားလုံးကိုစုံလင်စွာတင်ဆက်သွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့အမောက်ဆစ်စလင်ဆိုတာဘာလဲအမောက်ဆစ်စလင်ဘယ်လိုအလုပ်လုပ်လဲဆိုတာကိုရှင်းပြပေးမှာဖြစ်ပါတယ်အမောက်ဆစ်စလင်ဆိုတာပက်နီဆလင်အမျိုးအစားပိုးသက်ဆေးတစ်မျိုးဖြစ်ပြီးတော့ဘက်တီးရီးယားရောဂါပိုးတွေကိုကုသတဲ့နေရာမှာအဓိကအသုံးပြုပါတယ်အမောက်ဆစ်စလင်ပိုးသက်ဆေးကိုအဆုပ်မှာယောဂပိုးဝင်တဲ့အခါနားမှာယောဂပိုးဝင်တဲ့အခါနှာခေါင်းမှာထိတ်ခတ်တဲ့ယောဂဖြစ်တဲ့အခါစတဲ့ယောဂအခြေအနေတွေမှာအဓိကအသုံးပြုပါတယ်ဒါအပြင်အမောက်ဆစ်စလင်ကို H. pylori ယောဂပိုးကြောင့်ဖြစ်တဲ့ဆိုင်ယောဂတွေမှာလည်းအသုံးပြုပါတယ်ပက်နီဆလင်အမျိုးအစားဖြစ်တဲ့အမောက်ဆစ်စလင်ကခန္ဓာကိုယ်ထဲမှာရှိတဲ့မကောင်းတဲ့ဘက်တီးရီးယားတွေကိုနှိမ်နင်းပေးပါတယ်။ဘက်တီးရီးယားတွေရဲ့ဆဲလ်နိုင်ရန်တိဆောက်ရမရအောင်အမောက်ဆစ်စလင်ကဟန်တားပေးခြင်းအပြင်ခန္ဓာကိုယ်ထဲမှာရှိတဲ့မကောင်းတဲ့ဘက်တီးရီးယားတွေကိုအဓိကနှိမ်နင်းပေးပါတယ်။အခုဆိုရင်အမောက်ဆစ်စလင်ကိုဘယ်ယောဂါတွေမှာအသုံးပြုလဲအမောက်ဆစ်စလင်ဘယ်လိုအလုပ်လုပ်လဲဆိုတာကိုသိရှိသွားပြီထင်ပါတယ်အခုဆက်လက်ပြီးအမောက်ဆစ်စလင်ကိုဘယ်လိုလူတွေမှာတောက်လို့ရလဲဘယ်လိုလူတွေမှာတောက်လို့မရဘူးလဲဆိုတာကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်အမောက်ဆစ်စလင်ပိုးသက်ဆေးဟာလူအများစုနဲ့ယဉ်နီးပြီးသားပိုးသက်ဆေးတစ်ခုဖြစ်တယ်ဆိုပေမဲ့အမောက်ဆစ်စလင်ကိုလူတိုင်းမှာအသုံးပြုရမရပါဘူးအကယ်၍သင်ကအမောက်ဆစ်စလင်သို့မဟုတ်ပက်နီဆလင်ဆေးတစ်မျိုးမျိုးနဲ့ဓာတ်မတည့်ခြင်းဒါအပြင်သင်မှာအသေးယောဂါသို့မဟုတ်ကြောက်ကပ်ယောဂါခံရှိခြင်းသင်ကလက်တလောကာကွယ်ဆေးထိုးပြီးကစားသို့မဟုတ်ကာကွယ်ဆေးထိုးဖို့စီစဉ်နေတယ်ဆိုရင်တော့အမောက်ဆစ်စလင်ဆေးမတောက်ခင်သင်ဆရာဝန်နဲ့အရင်တိုင်ပင်ပါအမောက်ဆစ်စလင်250 mg နဲ့900 mg ကက်ပစူးတောင်များနဲ့ဆေးလုံးများကိုဆေးရုံများဆေးကမ်းများနဲ့ဆေးဆိုင်များတွင်အလွယ်တကူဝယ်ယူရရှိနိုင်ပါတယ်ဒါအပြင်ကလေးငယ်များအတွက်ဆိုရင်တော့အရေးဖြော်ပြီးတောက်လို့ရတဲ့အမောက်ဆစ်စလင်ပေါင်ဒါမုန့်တွေကိုဝယ်ယူတောက်သုံးနိုင်ပါတယ်အမောက်ဆစ်စလင်250 mg နဲ့900 mg ပါဝင်တဲ့ကက်ပစူးနဲ့ဆေးလုံးများကိုတစ်နေ့လျှင်8နာရီကြာတစ်ခါ3ချိန်တောက်သုံးနိုင်ပါတယ်အသက်6လအောက်ကလေးငယ်များမှာဆိုရင်တော့အရေးဖြော်ပြီးတောက်လို့ရတဲ့အမောက်ဆစ်စလင်ပေါင်ဒါမုန့်တွေကပိုပြီးသင့်တော်ပါတယ်။ဘယ်၍ဘယ်ပုံဘယ်လောက်တောက်ရမလဲဆိုတာကိုတော့သင်၏မိသားစုဆရာဝန်တို့မဟုတ်ကလေးဆရာဝန်နဲ့သေချာစွာတိုင်ပင်သင့်ပါတယ်။အမောက်ဆစ်စလင်ပိုးသက်ဆေးကိုအစာနဲ့အတူသို့မဟုတ်အစာမပါဘဲတောက်သုံးနိုင်ပါတယ်။အထူးသတိပြုရမည့်အချက်တစ်ခုအနေနဲ့အ
မောက်ဆစ်ဆလင်ပိုးသက်ဆေးတောက်ပြီးသင်ကတရက်နှစ်ရက်နဲ့နေကောင်းလာတယ်ဆိုရင်အမောက်ဆစ်ဆလင်ပိုးသက်ဆေးကိုချက်ချင်းမရက်ပစ်ပါနဲ့သင်ဆရာဝန်ညွှန်ကြားထားတဲ့ရက်ပြည့်တဲ့အထိကိုအမောက်ဆစ်ဆလင်ပိုးသက်ဆေးကိုဆက်လက်တောက်ဖို့လိုအပ်ပါတယ်အကယ်၍သင်ကဆေးတောက်ဖို့မေ့နေခဲ့ရင်သတိရလျင်ရခြင်းအမြန်တောက်ပါအကယ်၍နောက်တစ်ချိန်ဆေးတောက်ဖို့အချိန်ထိပါဆေးတောက်ဖို့မေ့နေခဲ့ရင်တော့နောက်တစ်ချိန်ဆေးကိုသာတောက်ပါအရင်ဆေးကိုကြော်လိုက်ပါအထူးသတိပြုရမည့်အချက်မှာအမောက်ဆစ်ဆလင်ပိုးသက်ဆေးနှလုံးတစ်ပြိုင်တည်းမတောက်သင့်ပါဘူးအကယ်၍သင်ကအမောက်ဆစ်ဆလင်ကိုတောက်ရမည်ထက်ပိုတောက်မိခဲ့လို့ရှိရင်အများသောအားဖြင့်အမောက်ဆစ်ဆလင်ကဘေးဥပတ်အန္တရာယ်မဖြစ်စေနိုင်ပါဘူးဒါပေမဲ့အမောက်ဆစ်ဆလင်ဆေးပိုတောက်မိလို့ရုတ်တရက်ဘိုက်အောင်လာတာရုတ်တရက်စီးသွားနေပြီးစီးထဲမှာသွေးပါလာတာမျိုးဖြစ်လာပြီဆိုရင်တော့နီးစပ်ရာဆရာဝန်ထံအမြန်ဆုံးတွားရောက်ပြသပါဟုတ်ပါပြီအခုအမောက်ဆစ်ဆလင်ပိုးသက်ဆေးနဲ့ပတ်သက်ပြီးဘေးထွက်ဆိုးကျိုးများအကြောင်းကိုဆက်လက်ဆွေးနွေးသွားပါမယ်အမောက်ဆစ်ဆလင်ရဲ့အဓိကအဖြစ်များတဲ့ဘေးထွက်ဆိုးကျိုးကတော့ပြို့ခြင်းနဲ့ဝမ်းလျှောခြင်းပဲဖြစ်ပါတယ်အကယ်၍သင်အနေနဲ့အမောက်ဆစ်ဆလင်တောက်ပြီးဘေးထွက်ဆိုးကျိုးများခံစားရတယ်ဆိုရင်ဒီဘေးထွက်ဆိုးကျိုးတွေကိုလျှော့ချပေးနိုင်တဲ့နည်းလမ်းတွေရှိပါတယ်ဥပမာအားဖြင့်အမောက်ဆစ်ဆလင်ဆေးတောက်နေတဲ့အချိန်မှာအဆက်များတဲ့အစားအစာများကိုရှောင်ပေးခြင်းအပြင်မောက်ဆစ်ဆလင်ကြောင့်ဖြစ်စေတဲ့ဝမ်းလျှောတဲ့ဘေးထွက်ဆိုးကျိုးကိုပိုမဆိုးအောင်သင်ကာကွယ်နိုင်ပါတယ်အမောက်ဆစ်ဆလင်ပိုးသက်ဆေးဟာကိုဝင်ဆောင်နဲ့နှုတ်တိုက်မိခင်များမှာစိတ်ချစွာတောက်သုံးလို့ရတယ်ဆိုပေမဲ့အကယ်၍သင်ကကိုဝင်ဆောင်နဲ့နှုတ်တိုက်မိခင်တယောက်ဆိုရင်အမောက်ဆစ်ဆလင်ပိုးသက်ဆေးမတောက်ခင်သင်ဤဆရာဝန်နဲ့အမောက်ဆစ်ဆလင်ပိုးသက်ဆေးတောက်မြည့်အကြောင်းကိုသေချာဆွေးနွေးတိုင်ပင်ပါအမောက်ဆစ်ဆလင်ကိုမီတိုထရက်စိတ်ဝါဖရင်အီလိုပြူရီနော်စတဲ့ဆေးတွေနဲ့တွဲမတောက်သင့်ပါဘူးဘေးထွက်ဆိုးကျိုးတွေဖြစ်စေနိုင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်အကယ်၍သင်ကမီတိုထရက်စိတ်ဝါဖရင်အီလိုပြူရီနော်စတဲ့ဆေးတွေကိုဆွဲတောက်နေရတယ်ဆိုရင်အမောက်ဆစ်ဆလင်မတောက်ခင်သင်၏ဆရာဝန်နဲ့အရင်တိုင်ပင်ပါအခုဆိုရင်မိဘပြည်သူတွေကြားထဲမှာလူသုံးအများဆုံးပိုးသက်ဆေးတစ်ခုဖြစ်တဲ့မောက်ဆစ်ဆလင်အန်တီဘိုတိတ်အကြောင်းကိုစုံလင်စွာသိရှိသွားပြီထင်ပါတယ်။မောက်ဆစ်ဆလင်အကြောင်းနဲ့ပတ်သက်ပြီးထပ်မံသိလိုသူများကို comment မှာလာရောက်မေးမြန်းနိုင်ပါတယ်။ကျွန်တော်တို့ channel ကလူနာများသုံးစွဲသည့်ဆေးများအကြောင်းကိုစုံလင်စွာတင်ဆက်ပေးသွားမှာဖြစ်လို့ဒီ channel လေးကို like and subscribe လေးလုပ်ထားပေးပါဦး။ပျော်ရွှင်အေးချမ်းတဲ့နေ့လေးကိုပိုင်ဆိုင်ကြပါစေ။အမြဲကျန်းမာဖို့ဒေါက်တာကောင်းကိုကြည်ကြစို့